ရီမှန်းချက်တွေကိုအကောင့်တွေဖော်ကြတဲ့အခါမှာဘာကြောင့်ရှိတာလေးနဲ့စကြတာလဲဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကကိုရှိတာလေးနဲ့စရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အုံနောက်တွေသုံးရတယ်ကျွန်တော်တို့တွေးခေါ်နိုင်စွမ်းနေကျွန်တော်တို့သုံးရတယ်ကျွန်တော်တို့ဉာဏ်ပညာတွေကိုပိုမြင့်အောင်ကြိုးစားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့အုံနောက်လည်းပဲတွေးခေါ်နိုင်စွမ်းဉာဏ်ကြီးကဘာလို့ရမယ်ဆိုတော့မဖြစ်မနေလေ့လာရတာဖြစ်တဲ့အတွက်ပို့ပြီးတော့လူကတိုးတက်လာတယ်ဗျာဒါတစ်ချက်နောက်ထပ်တစ်ချက်ကို့မှာရှိတာလေးနဲ့စတင်ရတာဖြစ်တဲ့အတွက်စွန့်စားမှုကအရန်ကြီးအန်နေမများဘူးဗျာဆုံးရှုံးနိုင်ခြေနည်းတယ်ကို့မှာဒါလေးပဲရှိတာအဲ့ဒါလေးနဲ့ကျွန်တော်တို့စွန့်စားရတာဖြစ်တဲ့အတွက်စချင်းမှာဆိုရင်ဆုံးရှုံးမှုကအရန်နည်းတယ်ဗျာဒီတစ်ချက်ကလည်းပြီးတော့အရေးကြီးတယ်ဆိုတော့နောက်ထပ်တစ်ချက်ကဘာလဲဆိုတော့ယုံကြည်မှုတိုးလာတယ်စချင်းမှာကိုရှိတာလေးနဲ့စရတာဖြစ်တဲ့အတွက်ဟိုဟာလေးလုံနိုင်ရင်ဒီဟာလေးလုံနိုင်ရင်ငါအရင်ကထပ်ပိုးလုံနိုင်နေဆိုတဲ့စိတ်တွေကိုအတွေးတွေဝင်လာပြီးတော့ယုံကြည်မှုတွေကအရင်ကထပ်ပိုးတိုးလာမယ်ဗျာဆိုတော့နောက်ထပ်အရေးကြီးတဲ့အချက်ကဘာလဲဆိုတော့တခါတလေမှဆိုရင်အမှားတွေအနည်းငယ်လုံးမိမယ်ဆိုတော့ဒီကနေတစ်ဆင့်ပဲကျွန်တော်တို့ဟိုလမ်းတော့အဆင်ပြေတယ်ဒီလမ်းတော့အဆင်ပြေတယ်ဒီနီးလမ်းကပို့ပြီးတော့အဆင်ပြေတယ်ဆိုတာမျိုးတွေကျွန်တော်တို့မြင်လာရမှာဖြစ်တဲ့အတွက်အဆင်ပြေတဲ့နီလန်းတွေကိုတွေ့လာပြီးတော့ကျွန်တော်တို့ဘဝကိုအများကြီးအထောက်အကူပြုစေတယ်ဗျာဒါကြောင့်မို့လို့ခါတလေမှာရှိတာလေးနဲ့စတင်တာကဒီလိုမျိုးအကျိုးကျေးဇူးတွေရှိတယ်ဒီလိုမျိုးအကျိုးကျေးဇူးတွေရမယ်ဆိုတာကိုပြောခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်